Hi ဒီအမူကမူပါရှင်မိုးရိုးဘွားမှာတစ်ချိန်မဟုတ်တစ်ချိန်အုတ်နေရန်ကြီးကာစီထားသလိုခက်ခဲတဲ့အနေအထားမျိုးလဲကြုံရတတ်ပါတယ်ဖြည့်ရှင်းမှုနီးလမ်းမရှိတော့ဘူးလို့ထင်ရတဲ့ပြဿနာမျိုးဆောင်ရွက်ဖို့လုံးဝမဖြစ်နိုင်ဘူးလို့ယူဆရတဲ့လုပ်ငန်းတာဝန်မျိုးဒီလိုအနေအထားမျိုးကိုကြုံရတဲ့အခါငါဘာမှမတက်နိုင်ဘူးလို့အလွယ်တကူမပြောပါနဲ့တကယ်မတက်နိုင်ဘူးဆိုတာသိကြသလားဒါကိုလက်တွေ့စမ်းသပ်ကြည့်ပါတကယ်တော့ကြောက်တုံးကြောက်ခဲနဲ့တိဆောက်ထားတဲ့နေရနေတောင်မှနာဖိတွန်းရင်တစ်ချိန်မှပြိုလဲသွားနိုင်ပါတယ်ကြိုးစားတိုင်းတေချာပေါက်အောင်မြင်မယ်လို့တော့မပြောနိုင်မိမယ်မကြိုးစားရင်တော့ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတာသိကြပါတယ်နော်ဒါကြောင့်ဆရာကြီးဖေမြင့်ရဲ့မဖြစ်နိုင်ဘူးဆိုတာသိကြပြီလားဆိုတဲ့စာအုပ်လေးနဲ့မိုးတို့အတူဖြေရှာကြည့်အောင်လားရှင်ဒီစာအုပ်လေးမှာတော့ဆရာကြီးကဒီလိုလေးပဲအမှားစကားပြောထားပါတယ်လူတယောက်အောင်မြင်ကြီးပွားဖို့အတွက်အရင်ဆုံးအောင်မြင်ခြင်းနဲ့စိတ်ရှိဖို့လိုအပ်ပါတယ်အောင်မြင်လို့စိတ်ရှိသူဘဝအတွက်ရည်ရွယ်ချက်ရှိသူပန်းနိုင်ရအောင်ကြကုတ်ကြခဲဇွဲနဲ့ပဲနဲ့အားထုတ်ကြိုးပမ်းတတ်တဲ့သူတွေကသာလောကမှာအောင်မြင်မှုကိုရကြတာပါဒါပေမဲ့ရည်ရွယ်ချက်ရှိတိုင်းစူးစမ်းတိုင်းတော့အောင်မြင်အောင်မျိုးမဟုတ်ပါဘူးလောကရဲ့သဘောတဘာဝကိုသိနာလည်ဖို့လည်းလိုအပ်ပါသေးတယ်ကိုလှုပ်ရှားခြင်းလေးရမယ့်ပတ်ဝန်းကျင်မှာကျွမ်းကျင်လိမ္မာမှုရှိရမယ်နားမလည်မကျွမ်းကျင်တော့အလွဲချော်ဖြစ်နေအောင်မှာပါဒါကလည်းလူတိုင်းကြုံရမယ့်ဓမ္မတာပါပဲလူတွေကအတွေ့အကြုံကနေသင်ခန်းစာယူရင်းနဲ့ဘဝတိုက်ပွဲကိုဆင်နွှဲကြတယ်တကယ်တော့သင်ခန်းစာဆိုတာပညာပါပညာဉာဏ်မျှော်မြင်မရှိပဲဘဝတိုက်ပွဲကိုအောင်ပွဲဆင်နိုင်မှာမဟုတ်ပါဘူးဘဝအသိပညာဆိုတာကိုယ်တိုင်တွေ့ကြုံမှအတွေ့အကြုံရတာမျိုးမဟုတ်ပဲအခြားသူတွေစီကနေအတွေ့အကြုံယူရတာပါဒီလိုတွေ့ကြုံရှိတဲ့သူတွေစီကစကားတခွန်းကလည်းလူငယ်လူသစ်တယောက်အတွက်တန်မိုးရှိတဲ့အထောက်အကူဖြစ်နိုင်လို့လုပ်ငန်းနယ်ပယ်တည်တည်မှာထိတ်တန်းရောက်နေတဲ့အထိအောင်မြင်နေကြတယ်စာပေပညာရှင်တွေပကြီးပပုနုပညာကျော်နိုင်ငံရေးခေါင်းဆောင်စစ်ဗိုလ်ချုပ်ကုမ္ပဏီအကြီးကစတဲ့ပုဂ္ဂိုလ်ကြီးတွေကိုဆက်သွယ်ပြီးသူတို့ရဲ့ဘဝကိုအထောက်အကူပြုခဲ့တဲ့ကျေးဇူးရှင်တွေစီကနေဘဝလမ်းညွှန်ဆုံးမဩဝါဒတွေကိုစာဖတ်သူတွေအတွက် The best advice I ever had ဆိုတဲ့မူသေးကောင်းစဉ်နဲ့ Reader's Digest magazine မှာဖော်ပြထားပါတယ်ဒီစာအုပ်လေးကတော့ advice ဆောင်းပါးတွေကိုရွေးချယ်စုစည်းပြီးတော့မြန်မာပြန်ဆိုထားတာပဲဖြစ်ပါတယ်ဒီစာအုပ်လေးကနေကိုယ့်အတွက်အသင့်တော်ဆုံးအလိုက်ဖက်ဆုံးလမ်းညွှန်ချက်တွေကိုကောက်ယူပြီးတော့ဘဝအောင်မြင်ရေးအတွက်အထီးရောက်ဆုံးအသုံးပြုနိုင်ကြပါစေလို့ဆရာကြီးကအမှားစကားအနေနဲ့ဆုမွန်ကောင်းလေးတောင်းပေးထားပါတယ်ရှင်ဒီနေ့မှာတော့ဆရာကြီးရဲ့စာအုပ်လေးထဲကမို့အကြိုက်ဆုံးဆောင်းပါးလေးတစ်ပုဒ်ဖြစ်တဲ့အလက်ဆာရှီယာဖရက်လီဆိုတဲ့အမျိုးသမီးလေးတယောက်ကြောင့်ကိုပြောပြပေးချင်ပါတယ်အလက်ဆာရှီယာဖရက်လီဆိုတဲ့သူမကတော့အီတလီယန်နွယ်ဖွားရောမမြို့မှာမွေးပါတယ်။ပြင်သစ်၊ဆွစ်နဲ့အင်္ဂလိပ်ကျောင်းတွေမှာပညာသင်ကြားခဲ့ပြီးတော့အမေရိကန်မှာဆိုရင်ရုပ်ရှင်ဇာတ်ညွှန်းရေးတဲ့သူဖြစ်လဲလုပ်ကိုင်ခဲ့ပြီးတော့သွင်းကုန်လုပ်ငန်းကြီးတစ်ခုမှလည်းဘာသာပြန်သမားဖြစ်လဲလုပ်ကိုင်ခဲ့ပါတယ်။အသက်30မှာဆိုရင်တော့ပြင်သစ်ပြည်ပါရီမှာသူကအခြေချပြီးတော့စာရေးခြင်းလုပ်ငန်းပပူးလုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့တယ်။အဲ့ဒီနောက်မှာ fashion design လုပ်ငန်းကိုသူကစိတ်ဝင်စားလာပြီးတော့ပါရီမှာကိုပိုင်ဆိုင်ကလေးတစ်ခုကိုဖွင့်ခဲ့တယ်။ချက်ချင်းဆိုသလိုပဲအောင်မြင်လာပြီးတော့1935ခုနှစ်လောက်မှာပဲအမျိုးသမီးအဝတ်ထည် fashion လောကရဲ့ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာတယ်။နောက်ပိုင်းမှာအဝတ်ထည်သာမကဘဲနဲ့လက်ဝဲရတနာတွေရေမွေးတွေမိတ်ကပ်တွေဘော်လီတွေဘရာဇီယာတွေဘောင်းမီတွေရေကူးဝတ်စုံတွေစတာတွေကိုပါသူ့ရဲ့အမှတ်တစိမ့်အနေနဲ့ထုတ်လုပ်ဖြန့်ချိလာတယ်။ကမ္ဘာမှာရေပန်းစားသွားတဲ့ဒီဇိုင်းသစ်မျိုးစုံကိုတီထွင်ဖြန့်ချိပြီးတော့ fashion လောကကိုနှစ်ပေါင်း40လုံးသူမကကြီးစိုးသွားနိုင်ခဲ့ပါတယ်။သူမပြောပြတဲ့ခေါင်းစဉ်လေးကတော့ရှာတက်မှလမ်းတွေ့မြည်တဲ့။ကျမတို့နေထိုင်ရာရောမမျိုးနဲ့မနီမဝေးမှာရွာတာမြို့လေးတစ်မျိုးရှိတယ်။မြို့ကလေးရဲ့ဖျားရှိခိုးကြောင့်မျောစင်ကြီးရဲ့ထိပ်မှာအဖေနဲ့အတူကျမကရောက်နေတယ်။အဖေငါ့ကိုဒီကိုဘာလို့ခေါ်လာပါလဲလို့တွေးနေစမှာပဲအဖေကပြောတယ်။အောက်ကိုငုတ်ကြည့်စမ်းသမီး
ကျမမရေတရေခေါင်းပြူပြီးတော့အောက်ဘက်မှာရှိတဲ့မြို့ကလေးကိုကြည့်မိတယ်မြို့လေမှာကွက်လက်တစ်ခုရှိတယ်အဲ့ဒီရဲ့ဘေးဘက်လေမှာလမ်းသေးလမ်းသွယ်လေးတွေအမျိုးမျိုးဖုံဖုံကွေးကောက်ရှက်ပြားလေးရှိတယ်တေးသေးချာချာကြည့်သမီးအဖေကကျင်းနာစာဆိုတယ်မြို့လေကွက်လက်ကိုသွားနိုင်တဲ့လမ်းကတလမ်းနဲ့မဟုတ်ဘူးအများကြီးရှိတယ်လူဘဝမှာလည်းထိုနည်းတကောင်းပဲသမီးမျှော်မှန်းထားတဲ့ပန်းနိုင်ကိုဒီလမ်းကသွားလို့မရရင်နောက်တလမ်းကကွေ့သွားလို့ရနိုင်တယ်ဒီတော့မှအဖေကျမကိုဘာလို့ဒီနေရာခေါ်လာတာလဲဆိုတာကိုရှင်းမိလိုက်တယ်အဲ့ဒီမနက်မှာကျမကအမေကိုကျောင်းမှာကျမတို့ညီမနှစ်ယောက်စားရတဲ့ဆိုးဝါးလာတဲ့နေ့လည်စာနဲ့ပတ်သက်ပြီးတခုခုလုပ်ပေးဖို့အတွက်ပူစားခဲ့တယ်ဒါပေမဲ့အမေကကျမရဲ့တင်ပြချက်ကိုအလေးနဲ့မထားခဲ့ဘူးဒီကိစ္စကိုအဖေမှအယူခံဝင်တော့သူကကြားဝင်ပါနိုင်ဘူးလို့ပြောတယ်ဒီတော့ကျမကိုဒီမျောစင်ကြီးပေါ်ခေါ်ပြီးတော့မှသင်ခန်းစာတစ်ခုကိုကွက်ကွင်းမြင်နိုင်အောင်ပြခဲ့တယ်ဘောင်တစ်ခုထဲမှာပိတ်လောင်ကတ်သက်မခံနေရဘဲနဲ့လူရာကိုရအောင်စူးစမ်းတီထွင်ကြံစားတတ်ရေးပြီးတော့ကြံစီတက်တဲ့စိတ်သက်မျိုးရဲ့တက်မိုးကိုသိမြင်ရေးအဖေရဲ့သင်ခန်းစာတွေကိုကျမချက်ချင်းနားလည်သဘောပေါက်ခဲ့တယ်အိမ်ပြန်မရောက်ခင်မှာကျမရဲ့ခေါင်းထဲမှာအသွေးတစ်ခုပေါ်လာခဲ့တယ်နောက်တနေ့ကျောင်းမှာနီးလည်စာစားတဲ့အခါကျောင်းကကျွေးတဲ့စုပြုတ်ရည်ကိုပကံတစ်လုံးနဲ့တိတ်တိတ်လေးထည့်ပြီးတော့အိမ်ကိုယူလာခဲ့တယ်အိမ်နောက်ညစာစားချိန်မှာဒီစုပြုတ်ရည်ကိုအမေကိုထည့်ကျွေးဖို့အတွက်စဖူမိုးကိုချော့ပြိုရတယ်ကျမစီစဉ်ထားတဲ့အတိုင်းအားလုံးကအဆင်ပြေတယ်စုပြုတ်ရည်တစ်စုံကိုအမေတောက်လိုက်ပြီးတဲ့အချိန်မှာချက်ချင်းထွေးထုတ်မလို့အံ့မလို့ဖြစ်သွားပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ပြောတယ်စဖူမိုးတော့ယူသွားပြီထင်တယ်ဒါမှအဖြစ်မှန်ကိုကျမတို့ညီမနှစ်ယောက်ကကြပြကြရာပြောပြရတယ်ကျမတို့ချင်းတွေကိုအမေကသဘောပေါက်သွားပြီးတော့မနှက်ဖြန်ဒီကိစ္စကိုကျမတို့ကျောင်းမှာအမေကလိုက်ပြောပေးမယ်ဆိုပြီးတော့ပြက်ပြက်တသားနဲ့ကြီးညာလိုက်တယ်ဒီနောက်ပိုင်းကာလတွေမှာဖြတ်ကျော်လို့မရနိုင်တဲ့အတားအဆီးလို့ထင်တဲ့အရာတွေအားလုံးကကိုယ်တိုင်းအရှုံးတွေကိုလက်ခံလိုက်တဲ့အခါမှာသာရှုံးနိမ့်မှုတွေဖြစ်သွားကြတာပါဒီထွင်ကြံစားတတ်တဲ့ဉာဏ်နဲ့စွန့်စားရတဲ့စိတ်တွေရှိလို့ရှိရင်တော့ကိုယ်ဝိုက်ကြော်လာသွားနိုင်တဲ့လမ်းကိုမြင်ပြီးတော့အောင်မြင်မှုရနိုင်တယ်လို့ကျမအချင်းချင်းတွေ့မြင်သိရှိလာခဲ့ရတယ်အဝတ်ထဲဒီဇိုင်းသမားတယောက်အနေနဲ့ကျမပထမအဆုံးရခဲ့တဲ့အောင်မြင်မှုကလည်းဒီလိုလမ်းပိတ်နေတဲ့ကြားထဲကနေလမ်းအသစ်ကိုဖောက်ပြီးတော့ကိုယ်ဝိုက်ကြော်လာနိုင်ခဲ့လို့အောင်မြင်မှုရခဲ့တာပဲလေကမ္ဘာဖက်ရှင်လောကကြီးတစ်ခုလုံးမှွေနောက်ခြောက်ချပစ်မယ်ဆိုတဲ့စိတ်သက်ကြီးနဲ့ကျမပါရီကိုရောက်လာခဲ့တယ်ဒါပေမဲ့ပါရီမှာရှိတဲ့အဝတ်ထဲလောကကိုကြီးစိုးနေတဲ့ပုံကိုယ်တွေကကျမရေးဆွဲထားတဲ့ဒီဇိုင်းတွေကိုစိတ်ဝင်စားကြဘူးဒီနေ့တော့မိတ်ဆွေတယောက်ဝတ်လာတဲ့ဆွဲတာအင်ကြီးတစ်ထည်ကအရန်ကိုထူခြားနေတာကိုကျမတော့တွေ့မိတယ်အယောင်သွေးကတော့ရိုးရိုးပါပဲဒါပေမဲ့ခြေထိုးထားတဲ့ပုံစံဘယ်သူနဲ့မှမတူဘဲနဲ့တိတ်တိတ်တဲတဲရှိတယ်အဲ့လိုနဲ့မေးကြည့်လိုက်တော့လက်ရရှင်ကအာမေနီယန်ဆိုတဲ့အမျိုးသမီးတယောက်ဖြစ်ကြောင်းသိရတယ်အမျိုးသမီးကသူတို့အာမေနီးယားဆိုတဲ့လေယာကြီးလက်ကလက်မှုပညာကိုပါရီကိုယူဆောင်လာခဲ့ခြင်းပဲဖြစ်ပါတယ်ကျမမျက်စိထဲမှာဒီဆွဲတာကိုလုံးဝစမ်းတဲ့အဆင့်တစ်မျိုးနဲ့တွဲဖက်ပြီးတော့မြင်အောင်လိုက်တယ်အိမ်နောက်မှာပို့ပြီးတော့ရဲတင်တဲ့အကြံဉာဏ်တစ်ခုကကျမခေါင်းထဲကိုပေါ်လာတယ်ဘယ်ထဲလုပ်ငန်းရှင်ကမှကျမရဲ့ဒီဇိုင်းတွေကိုမကြိုက်ဘူးဆိုရင်ရှီယာဖရလီဒီဇိုင်းဆိုပြီးကိုယ့်နာမည်နဲ့ကြော်ညာပြီးကိုယ်တိုင်လုပ်ရရင်မကောင်းလားဆိုတဲ့အကြံစီအဖြူနဲ့နဲ့ကိုရဲရဲသုံးပြီးတော့လိပ်ပြလေးစည်းပုံစံအဆင့်နဲ့ဆွဲတာဒီဇိုင်းတစ်ခုကိုကျမရေးဆွဲတယ်ပြီးတော့အာမေနီးယားမျိုးသမီးစီကိုတွားခဲ့တယ်သူမကအနက်ရောင်စပင်းနဲ့တိမ်မွေ့တဲ့မျက်လုံးပိုင်ရှင်တူအမျိုးသမီးကကျမပြောတဲ့ပုံစံရအောင်ထိုးပေးတယ်ထိုးပြီးတဲ့အခါဒီဇိုင်းကအကြီးကျယ်လူကြိုက်များမှာလို့ကျမတွေးလိုက်တယ်တကယ်ကြိုက်မကြိုက်သေးကြအောင်စမ်းသပ်ဖို့အတွက်အဲ့ဆွေတာကိုကိုယ်တိုင်ဝတ်ပြီးတော့ပါရီဖက်ရှင်ဝါသနာအိုးတွေစုံနေတဲ့နေ့လည်စာစားပွဲတစ်ခုကိုတွားခဲ့တယ်ဆွေတာကိုကြည့်ပြီးတော့အားလုံးကအိုးကြက်ကြက်နဲ့အားပေးချီးမွမ်းကြတယ်ကျမအကြီးကျယ်ဝမ်းသာသွားတယ်နယူးယောက်မှာရှိတဲ့ကုန်တိုက်ကြီးတစ်ခုကကိုယ်စလဲကလည်းအထည်40တောင်ဝယ်ယူလို့ကြောင်းကန့်လန့်နေပစ္စည်းကိုတော့2ပတ်အတွင်းရလို့တယ်လို့ဆိုတယ်
အမှားကိုကျမကလက်ခံလိုက်တယ်အိမ်နေစားတော့ဆိုင်ရပြန်တော့ခြေထောက်ကမြေကိုမကြတော့ကျမတကူလုံးတိမ်တိုက်တွေကြားရောက်နေလို့ပဲဒီလိုနဲ့ကျမအတွက်ဆွဲတာတွေထုတ်ပေးတဲ့ပုဂ္ဂိုလ်ရှိရက်မိတဲ့ခါမှာတော့ကျမပတ်ဝန်းကျင်ကတိမ်တွေကချက်ချင်းကိုလွတ်စင်ပြောက်ကွယ်သွားတယ်အာမီနီယန်မြို့သမီးကြီးခင်ဗျာဆွဲတာတစ်ထည်ပြီးအောင်တစ်ပတ်လုံးထိုးခဲ့ရတာတဲ့ဒီလိုနဲ့တနေ့တည်းမှာအောင်မြင်မှုနဲ့ရှုံးနိမ့်မှုကိုဇက်တိုက်တွေ့ကြုံခံစားလိုက်ရပြီးတော့ကျမစိတ်ပြက်အားငယ်စွာထွက်လာမိတယ်ရုတ်တရက်တစုံတရာကိုသတိရပြီးကျမတုံ့ကနေရက်သွားတယ်နောက်ထပ်လမ်းတွေတစ်ခုတော့ရှိအောင်မယ်ဆိုတဲ့အတွေ့အာမီနီယန်သူတွေပါရီမှာမုတ်ချရှိအောင်မှာဆူဆာအမျိုးသမီးထံကိုနောက်ကျောင်းပြန်လာခဲ့တယ်ပညာရှင်မျိုးသမီးကရုတ်တရက်တော့ယုံတင်ကြောင်းထင်နဲ့စိုးရိမ်တယ်လို့ရှိရဲ့ဒါပေမဲ့ကျမရဲ့အစီအစဉ်ကိုရှင်းရှင်းလင်းလင်းပြောပြတော့သူကကူညီတယ်သူတို့အာမီနီယန်နယ်မြေကိုဆိုဗီယက်တွေသိမ်းပိုက်သွားတော့အချို့ပါရီဘက်ကိုထွက်ပြေးလာခဲ့ကြတယ်သူနဲ့ကျမစုံထောက်လုပ်ပြီးတော့အဲ့ရဲ့လူတွေနောက်ကိုခြေရခံလိုက်တယ်တယောက်ကနေတယောက်လက်ဆင့်ကမ်းလမ်းညွှန်တာကိုလိုက်ရင်းနဲ့နောက်ဆုံးတော့ခဲရခက်စစ်ချီထိုးနီးကိုကျွမ်းကျင်တဲ့အာမီနီရဲ့အမျိုးသမီးအယောက်20ကိုစုစည်းနိုင်ခဲ့တယ်။ဒီလိုနဲ့သတ်မှတ်ထားတဲ့ရက်အတွင်းမှာအသစ်ဆက်ဆက်ပေါ်ပေါက်လာခဲ့တဲ့ရှီယာဖရီအထည်တိုက်ကနေပြီးတော့ပထမအသုတ်ဆွဲတာတွေကိုအမေရိကန်ပြည်အောင်စုကိုပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။အိမ်နောက်မှာတော့ Plus Pin တုံးမှာရုံးချုပ်ဖွင့်ထားတဲ့ကျမတို့ကုမ္ပဏီကနေအထည်တွေတွဲဖက်ပစ္စည်းတွေအသုံးဆောင်အနေနဲ့ရွေမွေးမျိုးမျိုးကိုတသွင်သွင်ထုတ်လုပ်ဖြန့်ချီနိုင်ခဲ့တယ်။ကမ္ဘာဖက်ရှင်လောကကပျော်စရာစိတ်လှုပ်ရှားစရာကောင်းတယ်လို့စွန့်စားရတာအားဆန်းလာတဲ့အနေအထားမျိုးကိုလည်းရင်ဆိုင်ရတာမပြတ်မလက်ရှိတတ်တာကျမတွေးရှိလာခဲ့တယ်။